ဒီ Pocket 4ကနောက်ပိုင်းနာမည်ကြီးရယ်ကြီးမှာပဲဖုန်းတွေထက်လည်းကောင်းတယ်ကင်မရာတွေထက်လည်းကောင်းတဲ့နေရာအများကြီးရှိတယ်လက်တဝါးစာ size လေးနဲ့အရှိက Pocket 3နဲ့ဒီ4ရဲ့ comparison နဲ့ကြည့်ပြီးသွားကြပြီဆိုတော့ဒီတစ်ခေါက်ကတော့ Pocket 4ရဲ့တကယ်အဲ့လို user အနေနဲ့ဘယ်လိုကြုံရလဲဆိုရယ် review လာပြီပေါ့နော်ဆိုတော့ honest review အချိန်နဲ့လေးကြာမယ်အဆုံးလေးကြည့်အောင်ဆိုတော့ပြောရတဲ့အတိုင်းပဲကျွန်တော် specs တွေတော့မရွတ်ပြတော့ဘူးပေါ့နော် Pocket 3ကတော့ကျွန်တော်နည်းနည်းထိခိုက်မှာဆိုလို့ဒါမျိုး silicon cover လေးတက်ထားတယ်ဒါပေမဲ့သူ့ရဲ့အောက်က body ကကြတော့ big quality ပိုင်းဘယ်လိုခေါ်မလဲနည်းနည်းချောတယ်လို့ပြောလို့ရတယ်ဒီကောင်ကကြလို့မချောအောင်လေအဲ့လို grid လေးတက်ပေးထားတာဆိုတော့တော်တော်များများသူတို့ပြောတဲ့ပုံစံအတိုင်းဆိုရင်တော့ rubberized texture ပါတယ်ပေါ့ဒီမှာလို့ခံစားလို့ရတယ်တခုမကောင်းတာတော့190 gram ကျော်သွားတယ်အရှိရ version နဲ့ရှင်းမယ်ဆိုရင်ဒီကောင်က10 gram ဝင်းကျင်လောက်ကိုပို့ပြီးတော့လေးလာတယ်လို့ပြောလို့ရတယ်ထပ်ပြီးတိုးတက်တာတော့ဒီ analog joystick ပဲလှည့်ရတဲ့ feel ကင်ရတဲ့ feel မှာတော့ကျွန်တော် Pocket 3 version ကိုပိုကြိုက်တယ်ဗျာ4မှာကျတော့အဲ့လိုတခုခုကြီးတော်တော်လှည့်ရတယ်လို့မျိုးပဲဒါပေမဲ့တကယ်ကြတော့ fluid ပိုဖြစ်တယ်အဲ့လိုလှည့်ရတဲ့ဒီ gimbal ရွေ့သွားတာကအစာကျွန်တော်တေတောက်လို့ pan မဲလို့ဒီကောင်ကအများကြီးပိုပြီး smooth ဖြစ်တယ်ပြောလို့ရတယ်ပြီးတော့ကင်မရာဆိုင်ကနေတွားငှားမျိုးမဟုတ်ဘဲနဲ့ကိုတိုင်းဓာကြီးကိုတကယ်အမြဲတမ်းသုံးနေမယ်ဆိုရင်သူဒီအောက်က zoom ရယ်custom button လေးတွေအရန်အသုံးဝင်တယ်ကျွန်တော် single press ပဲနေမှာလားဒါမှမဟုတ် double triple တွေသွားမှာလားတစ်ချက်နေတော့ဘာကိုရောက်ချင်တယ်နှစ်ချက်နေတော့ငါတော့ slow motion ချချင်တယ်ဆိုတော့အဲ့ကောင်လေးတော်တော်အလုပ်ဖြစ်တယ်ဒီကတော့ OLED ဖြစ်မယ်အဲ့ဒါမှမဟုတ်1000 nits ကျွန်တော်တို့ Pocket 3 နဲ့ရှင်တော့ဒီကောင်ဒီဘလုံးနေနဲ့ way better ပဲပို့ပြီးတော့လင်းလာတယ်ကြည့်ရတယ်ပို့ပြီးတော့အဆင်ပြေရပေါ့နော်နှစ်လက်မကတော့နှစ်လက်မ inches တူပါပဲဒါမျိုးလေးကျွန်တော်တို့က download လေးပြန်ထားလိုက်မယ်ဒါဆိုရင်တော့အရင်တော့Pocket 3 ပုံစံနဲ့ 3K ဘာမှမပြောင်းဒါဒီ improvement လို့ကျွန်တော်တို့ဘာမှပြောလို့မရအောင် develop မဖြစ်ဘူးဗျာဒါပေမဲ့သူ့ရဲ့ make it basic ကြောင့်မို့လို့ကျွန်တော်တို့က TikTok ရိုက်မယ် YouTube ရိုက်မယ်ဆိုရင်တော့ okay တယ်ပုံမှန်ဖုန်း design အများကြီးပိုကြည့်ရယ်ဆိုတော့အပြင် design ပိုင်းအကုန်ကျွန်တော် big quality ပါအပါခြုံကြည့်ရယ်ဆိုရင်တော့ဒီကောင်ဒီanalog joystick တွေကအစားအကုန်လုံး blind operation လုပ်လို့ရတယ်တိုင်းလက်ကြည့်စရာမလိုဘူးပြီးတော့ဖုန်းတွေတဲ့အများကြီးတာတဲ့အချက်ကင်မရာတွေတဲ့အများကြီးတာတဲ့အချက်ကဟိုဘက်နဲ့ဒီဘက်ကိုပတ်ကနေချက်ချင်းကိုလှည့်လို့ရနေတာ။ Okay ကျွန်တော်ဖုန်းတွေမှာလည်းအရှိနဲ့နောက်ကင်မရာကိုခဏလေးတွင်ပြောင်းလို့ရတယ်ဒါပေမဲ့ megapixel မကြီးဆိုတော့ပို့ပြီးတော့ဝါနိုင်တယ်ပြီးတော့ aperture size မတူတဲ့အတွက်ကြောင့်မလို့အလင်းအမောင်လည်းအရန်စကားပြောတယ်ဒီကောက်မှာအဲ့လိုမရှိဘူးဒီတစ်လုံးနဲ့ပဲဟိုဘက်ရက်လိုက်ဒီဘက်ရက်လိုက်ပဲကျွန်တော်အရင်တော့ Samsung ရဲ့ A80 ဖြစ်မယ်ထင်တယ်အကောင်လေးတောင်မှသွားသတိရတယ်ကင်မရာစင်ဆာကတော့ကျွန်တော်တို့ယင်းနီပီတာ CMOS sensor ပဲ 1inches aperture size f2.0 မထူးဆန်းကျွန်တော် DJI Pocket 3မှာလည်းအတိုင်းမျိုးကြုံခဲ့ရတယ်အဲကြောင့်မို့လို့ကျွန်တော်ဒီဗီဒီယိုမှာအဲ့လို specs တွေအများကြီးမရွတ်ပြကြုံဗျာ specs ရွတ်ပြလိုက်ရင်ဘာမှသိပြီးတော့မကွာတော့ဘူးဒါပေမဲ့ကျွန်တော်တို့တကယ်တည်ချာလေး research လေးလုပ်မယ်အထဲထဲလေးကိုတည်ချာကြည့်မယ်ဆိုရင်ဒါမှမဟုတ်လေကိုတိုင်းကြီးတည်ချာသုံးနေမယ်ဆိုရင်သူ့မှာ folding stop dynamic range ပါလာတယ်ဆိုတော့ကျွန်တော်တို့အလင်းနဲ့ဒီကောင်းကင်နဲ့ against the light ရိုက်တယ်ဆိုရင်တော့မှလုံးဝဖြူစစ်သွားမှာမဟုတ်ဘူးဗျာတော်တော်အဆင်ပြေတယ်ပုံမိုက်တာအရင်ဒီ Pocket 3 တုန်းကလို့ကလီကလာဒီလော့မဟုတ်တော့ဘူးဗျာ template ဒီလော့နဲ့ဒီကောင်ကလည်း professional ပို့ပြီးတော့စံသွားတယ်ဗော color grading ပိုင်းတကယ်ကိုတီချာကွာကင်မယ်ဆိုရင်အဆင်ပြေတယ်အဲ့ color grading ကလည်းကျွန်တော်တို့ DJI website မှာတော့သူတို့နည်းနည်း free ပေးတာလေးရှိတယ်အပြင်လည်းဝယ်သုံးမယ်ဆိုရင်အများကြီးပိုကောင်းပါကျွန်တော် travel လုပ်မယ်ဆိုရင် travel အတွက်ကိုတက်လက်ကလေးထပ်ပြီးတော့ down လိုက်ဒါမှမဟုတ် cinematic blah 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 ဆိုရင်လည်း cinematic နဲ့သက်ဆိုင်ရာကိုလိုက်ပြီးတော့ down လုပ်ရတယ် TikTok မှာလည်းအဲ့လိုဟာလေးတင်ပေးရလို့ရှိရဗျာဆိုတော့နည်းနည်းကလိလေးဒီကောင်ဒီ professional camera နီးရောက်လာလေးပဲ professional camera တွေတော့ရှင်းလို့ရမှာမဟုတ်ပြီးနောက်တစ်ချက်က 2x lossless zoom ကျွန်တော်တို့ software နဲ့ဒီကောင်က digital အသက်ကုန်ကြီးနှစ်ဆကိုသွားဆွဲလိုက်တာမျိုးမဟုတ်ပဲね 1inch sensor ကြီးရှိတယ်ဗျာအဲ့ကောင်ကနေပြန် crop ထားတာဆိုတော့နှစ်ဆဒီကောင်ကရိုက်နေတန်းဆွဲလို့ရတယ်မဝါသွားဘူးပြီးတော့ ultra slow mo သူတို့အခေါ်ဝယ်ရဆိုရင်တော့8ဆလောက်ပါတယ် bla 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 ပေါ့ okay အရင်တော့ 4K ကို120 frame per second နဲ့ရတယ်အဲ့ဒါအခုက240 frame per second နဲ့ရပြီဆိုတော့ပို့ပြီးတော့ကြည်တဲ့ပို့ပြီးတော့ slow ဖြစ်တဲ့ video မျိုးကိုကျွန်တော်မြင်ရမှာဒါဒီကင်မရာ level နီးတွေပါရောက်လာပြီပုံမှန်ဖုန်းနေနေဆိုရင်တော့အလင်းကိုတော်တော်ကြီးကိုပေးမှရမှာတကယ် game ချင်းကတော့ 107GB storage ပေါ့နော်ကျွန်တော် SD ကအမြဲတမ်းတည်ကြမလို့ okay ကိုမေ့တယ်ဆိုရင်တော့မှကျွန်တော်တို့ဒီကောင်းရဲ့ 109GB နဲ့ဆိုရင် 4K 30 frame per second ဆိုရင်ဘယ်လောက်ရအောင်3နိုင်လောက်တော့ AC ရမယ်ပြီးကွန်ပျူတာနဲ့ပြန်ပြောင်းရလည်းမခက်ဘူးဗျာ 3.1 နဲ့ဆိုတော့ဒီကောင်းဒီမြန်တယ်ဒါမှမဟုတ် Wi-Fi 6 ရတယ်ဆိုတော့အဲ့ကောင်နဲ့အမြန်ကူးမလား Wi-Fi 6ကတော့ထားလိုက်ပါတော့ဆိုတော့ okay အလွယ်မှတ်မယ်ဆိုရင်တော့ဒီကို type C တက်ကွန်ပျူတာကိုတက်ဒီကောင်စီကူးရတာတော်တော်မြန်တယ်လို့ပြောလို့ရတယ်လွယ်တယ်ပေါ့နော်ဒါပေမဲ့ဒါမျိုး built-in storage ပါလို့ SD card မဝယ်တဲ့သူတွေ
မှားတယ်ဘာလို့မှားလဲဆိုတော့ဒီကောင်ရဲ့အဓိကအားနည်းချက်ဖြစ်တဲ့ရေဆိုမခံတဲ့ချက်ပဲအကယ်၍ကျွန်တော်တို့ကရေဆိုသွားလို့ဒါမှမဟုတ်လဲဖုန်လေးတစ်ခုခုညက်သွားလို့ဒီကောင်များတစ်ခုခုစက်ပစ္စည်းဆိုတာကျွန်တော်တို့လူတော်မှကိုဒူးကိုမယုံအောင်ဆိုတာရှိတာပဲဒီကောင်ကိုကျွန်တော်ကစိတ်ချတာလို့မရအောင်အကယ်၍တစ်ခုဖြစ်ခဲ့ရင်ရိုက်ထားသမျှကောင်တွေအကုန်လုံးလစ်ပြီဆိုတော့ SD ကတ်ဒီအမြဲတမ်းပါရမယ် backup လည်းတန်းလို့လွယ်တယ်ဒီကောင်ရဲ့ built-in storage ကိုတော့ကျွန်တော်မသုံးစေချင်ဘူးသုံးပါဒါပေမဲ့အားမကိုးစေချင်တာမိုက်တာကတော့အရင်တော့ဗျာဒီကောင်ဆိုရင်ရာ SD ကမရှိဘူးဆိုဖုန်းနေတော်တော်ဝင်တယ်ဒီကောင်မှာတော်တော်ကိုတည်တည်တက်တက်လေးနဲ့ SD ကမရှိတာမဟုတ်ဘူးကအဓိက SD က cover မရှိဘူးဗျာအဲ့တော့ SD ကမရှိရဲ့ချိန်ဆိုဒီကောင်စီဖုန်းနေဝင်သွားမယ်တော်တော်အဆင်မပြေဖြစ်နိုင်တယ်နည်းနည်းကြာလာပြီဆိုတာနဲ့ SD ကထည့်လေလို့ဖုန်းလေးနဲ့ SD ကပါပြတ်နိုင်တာပေါ့နော်ဒီကောင်ကတော့မိုက်တယ် SD က cover လေးကလည်းအဲ့လိုသွားပြီးတော့ပြုတ်ကြမှာမဟုတ်တော့ဘူးပြီး AI ပို့ပြီးတော့ကောင်းလာတဲ့ Active Press 7.0ဆိုတော့ဒီကောင်ဒီကျွန်တော် Pocket 3နဲ့ရှင်းမယ်ဆိုရင် Pocket 3ကဒီတိုင်းတော့ကောင်းပါတယ်ဒါပေမဲ့သူ့ရှိမှတစ်ခုခုဖြတ်တာမျိုးဒါမှမဟုတ် zoom ဆွဲရတဲ့အခြေအနေမျိုးမှာဒီကောင် king ပဲတော်တော်အဆင်ပြေတယ်ကျွန်တော်လူနောက်ကို special လိုက်နေမှာ mic quality လည်းကျွန်တော်တို့ရိုက်တဲ့အချိန်မှာတော်တော်အဆင်ပြေလို့ပြောလို့ရတယ်ဆိုတော့ Osmo Pocket 3 versus Pocket 4နောက်ခုလုံးရဲ့ mic condition ဘာညာကတော့ကျွန်တော်တို့တခါတည်းတွေ့ရမှာပေါ့နော်တာကူမဖက်တော့ကလည်းရအောင်နေဆိုတော့ noise ဝင်လားမဝင်လား okay နည်းနည်းမှောင်တော့မှာဒီဘက်ဆိုရင် okay ပြ pocket 3တော့တဲ့ကျွန်တော်သဘောကျတာကဒါမျိုး cover နဲ့မဟုတ်တော့ဘူးဆိုတော့ဒီကောင်းတယ်ဗျအထက်မှာ lens လေးလည်းထည့်လို့ရတယ်ပြန်ပြီးတော့ကတ်လို့ရတယ်ဒါပေမဲ့အဲ့ကောင်အမြဲတမ်းအလုံးမဖြစ်ဘူးကျွန်တော်ဒါမျိုးပိတ်ထားရဆိုရင်တော့မှသူ့ရဲ့ကင်မရာလေးကရွှေ့လို့ရနေတာဆိုတော့ဒါမျိုးclamp လေးနဲ့တော်တော်လေးအဆင်ပြေရပေါ့နော်။တက်လိုက်တော့ပြီးသွားတာပဲ။အဆင်ပြေဒီအောက်က display လည်းမရွေ့တော့ဘူး။ video quality ကတော့ကျွန်တော်အခုပြနေတဲ့ video တွေထဲမှာပဲတစ်ခါတည်းတွေ့မှာပေါ့နော်။ camera quality ကလည်းသူ့အနေထားနဲ့သူမဆိုးဘူး။ pocket 3 တက်ဆိုင်ဒီကောင်စီတိုးတက်လာတယ်လို့ပဲပြောလို့ရမယ်။အရန်ကြီးကောင်းသွားတယ်ဆိုတာမျိုးကျွန်တော်တို့အာမခံလို့တော့မရဘူးတကယ်လည်းမကောင်းပါဘူးဒါပေမဲ့ဖုန်းကင်မရာတွေတကယ် professional ကင်မရာတွေကောင်းတဲ့ချက်ကလက်တော်ဝါးတွေပဲတည်သွားလို့ရတယ်လိုးလိုက်မှာလွယ်လွယ်ကူကူရိုက်လို့ရတယ်ဖုန်းတွေမှာဘယ်တော့ပဲ OIS တွေပါတယ် EMS နဲ့ပြန်ထိန်းနေတယ်ပြောဒါမျိုးဒီ 3A နဲ့ပြန်ထိန်းတဲ့gimbal like gimbal ပေါ့ဗျာအဲ့လိုပုံစံမျိုးတွေနဲ့တော့တွားပြီးရှင်လို့ရမှာမဟုတ်ဘူးဒီကောင်လေးဒီအမြဲတမ်း game ဖြစ်နေအောင်ပါပဲ maybe ကို content creator စလုပ်မဲ့သူဆိုရင်တော့အခုပထမဆုံးစဝယ်လိုက်တဲ့အချိန်မှာဒီကောင်လုံးဝသဘောကျနိုင်မှာမဟုတ်ဘူးဘာလို့လဲဒီကောင်နဲ့မရင်းနေလို့ကျွန်တော်ဖုန်းနေနဲ့ပဲရင်းနေတယ်ဖုန်းကကိုကြိုက်တဲ့နေရာထောင်နေတယ်ဒီကောင်ကျတော့ထောက်မယ်ဆိုရင်တော့ပြုတ်ကျနိုင်တယ်တေချာလေးထောင်မှရတယ်အဲ့အတွက်ကိုမိုက်တာ accessory ကျွန်တော်တို့ဒီ pocket 3ရဲ့ကောင်လေးတွေပြန်ပြီးတော့တက်လို့ရတယ်တက်လိုက်ပြီဆိုတာနဲ့အောက်မှာကျွန်တော်တို့ tripod နဲ့ပဲချစ်ဆိုတော့အဲ့လိုပြန်တော့သုံးလို့ရတယ် weight ဘယ်လောက်ပဲနည်းနည်းရှည်သွားရပဲပြောဟာ weight မဟုတ်ဘူးဆိုတော့ကိုက solo creator ဆိုရင်တော့ဒါမျိုးကောင်လေးတော့ရှိတဲ့နဲ့အကယ်၍ပတ်စံလောက်တယ်ဆိုရင်ပြောပတ်စံမလောက်ဘူးဆိုလည်းခဏလေးခိုးထားလိုက်နည်းနည်းပို့ပြီးတော့မိုက်တဲ့ product တွေထွက်လာအောင်မှဒါကြီးဒီဘဝတော့မဟုတ်ဘူးမဟုတ်ဆိုဒီကောင်ရဲ့နောက်ထပ်ကျန်းနေဆိုတဲ့ version တောင်မှ Insta Luna Ultra နဲ့ရှင်နေဆိုရင်ကျွန်တော် Luna Ultra ကိုပဲပို့ရွေးဖြစ်မယ်ထင်တယ် Pocket 3ကလည်းအတိုင်းအတာတစ်ခုတည်းသုံးပြီးသွားရောလက်ရှိချိန်မှာလည်းကင်မရာနှစ်ခုကတယောက်အပြိုင်ဆိုင်တရားစွဲနေတာဆိုတော့အဲ့ဒီချိန်မှာဘာထွက်လာမလဲဆိုတော့ကျွန်တော် user တွေအတွက်ကိုပို့ပြီးတော့ကောင်းတာတွေပဲရလာနိုင်တယ်ပေါ့နော်anyway ဆိုတော့အခုကျွန်တော်ပြောခဲ့တဲ့တစ်ခြားလုံးမှာ recap တော့ပြန်မချုပ်ပြီးတော့အားလုံးပဲလိုအပ်တဲ့အချက်တွေရသွားမယ်လို့ထင်တယ်ပေါ့နော်နောက်ထပ်ဘာဗီဒီယိုလိုချင်သေးတဲ့အောက် comment မှာတစ်ချက်လောက်မှတ်ခဲ့ပေးလို့ရပါတယ်ကျွန်တော်ကတော့ join ဖြစ်ပါတယ်အားလုံး host ပါ